နာစီယိုကနေကွင်းဘေးဘတ်ကိုဖြန့်ကစားလိုက်လာကနေ Western McKinney အတွက်အခွင့်အရေးတရရရှိလာပါတယ်။ Tillman ကနေထိုးဖောက်ပေးပို့လိုက်တာပါ။အဒီနောက်ဘာဟော်တာတောင်ကန်ပေါ်ကန်တင်ပေးဖို့ပြင်ဆင်နေပြီးနောက်တန်းကနေ Austin Trusty လည်းတက်လာပါတယ်။ McKinney ခေါင်းတိုက်လိုက်တဲ့ဘောလုံးက Pulisic စီကိုရောက်သွားပါတယ်။ကွင်းလက်ကနေဘောလုံးကိုရှေ့ကိုဆွဲယူလာပြီး penalty area ထိပ်နားအထိတွန်းပို့လာပါတယ်။အဒီနောက် Bruno ရဲ့ပြင်းထန်တဲ့ကန်ချက်ဂိုးသမား Matt Freeze ရဲ့အန်မကန်ကာကွယ်မှုပါပဲ။ဂိုးသမားအတွက်တော့တကယ်ကိုအရေးပါတဲ့အခိုက်အတန့်ပါပဲ။အဒီနောက် penalty area ထိပ်မှာ Robinson ဘောလုံးပြန်ရသွားပါတယ်။ဒီတခါတော့ Sebastian Bahorta အဝေးကနေလှမ်းကန်ဖို့ကြိုးစားနေပါတယ်။လှမ်းကန်လိုက်ပါပြီ။ဒါပေမဲ့ဂိုးသမားကာကွယ်သွားနိုင်ခဲ့ပါတယ်။အခု Freeman ဘောလုံးလထားပါတယ်။ကယ်လိုကဘေးဘက်ကနေဝင်လူဖို့ကြိုးစားပေမဲ့ Freeman ကအကောင်းဆုံးလက်ထွက်သွားနိုင်ခဲ့ပါတယ်။တကယ်ကိုကောင်းမွန်တဲ့ကစားကွက်ပါ။အဒီနောက် Pulisic စီကိုပေးပို့လိုက်ပြီး Pulisic အားပါကန်သွင်းလိုက်ပါတယ်။ American Club Orlando ကနေ Spain Club Villarreal ကိုပြောင်းရွှေ့ပြီးကတည်းကပွဲထွက်ခွင့်သိမရခဲ့တဲ့ Freeman အတွက်တော့ဒီညကအရေးကြီးတဲ့ညတစ်ညပါ။အသင်းသစ်မှာ9ပွဲလောက်ပါဝင်ခွင့်ရခဲ့ပေမဲ့38မိနစ်လောက်သာကစားထားရသေးတာဖြစ်ပါတယ်။ဒီတစ်ချိန်မှာတော့ကွင်းလေကနေတဆင့် Fernandes စီကိုပေးပို့လိုက်ပါတယ်။ Bruno Fernandes နောက်ပေါက်လေးနဲ့လှပချပေးလိုက်ပါတယ်။ပေါ်တူဂီအသင်းအတွက်အခွင့်အရေးပါပဲ။တေတက်အဆုံးတက်လိုက်တဲ့အတွက်ပေါ်တူဂီတို့ပထမဆုံးဦးဆောင်ကိုရရှိသွားပါပြီ။ Francisco Trincão ကအဆုံးသတ်ပေးသွားတာပါ။ပွဲချိန်ဒုတိယပိုင်းမှာလူစားဝင်လာတဲ့ Mendes Bernok ခလူနေရာမှာကစားနေပါတယ်။ဒါပေမဲ့ဘောလုံးပေးပို့မှုအမားကနေအဆင့်ပြန်ဒီဘက်ကအခွင့်အရေးပြန်လဲရယူသွားပါတယ်။ Morris ဘောလုံးကိုလှည့်ယူပြီးပွဲကစားချိန်39မိနစ်မှာအားပါကန်သွင်းလိုက်ပါတယ်။အဲဒီနောက်ဘောလုံးကို penalty area ထိုက်စီပို့ပေးလိုက်ပါတယ်။ဘယ်ဘက်ချမ်းကိုဖြန့်ကစားလိုက်ပြီး Bruno Fernandes ကအလဲကိုလှလှပဖြတ်တင်ပေးလိုက်ပါတယ်။ Richards ခေါင်းတိုက်ရှင်းထုတ်နိုင်ခဲ့ပေမဲ့အဝေးကနေ Ruben Neves ရဲ့လှမ်းကန်ချက်ကိုတော့ဂိုးသမား Matt Freeze အကောင်းဆုံးကာကွယ်သွားရပြန်ပါတယ်။ဒီနေ့ပွဲမှာ Chris Richards အနေနဲ့ဘောလုံးလူယူမှုတွေပြန်လည်ရယူမှုတွေမှာအသင်းကိုဦးဆောင်နိုင်ခဲ့ပြီးရှင်းထုတ်မှု8-9ချိန်လောက်အထိပြုလုပ်နိုင်ခဲ့လို့တောင့်တင်းခိုင်မာတဲ့ခြေစွမ်းကိုပြသနိုင်ခဲ့တယ်လို့ဆိုရမှာပါ။ဘောလုံးကဂိုးပေါက်စီတန်းသွားပြန်ပါပြီ။ဒါပေမဲ့ဂိုးသမား Freeze ပုတ်ထုတ်သွားနိုင်ခဲ့သလား။ဟုတ်ပါတယ်။ဂိုးသမားထိလိုက်လို့တောင့်ကန်ဘောပဲရရှိသွားပါတယ်